လုံးပဲနေလာပါဒီနေ့မိကတော့ပေါ့နော်ချောင်းစနေရဲ့အကောင့်ကိုပေါ့နော်လာပြီးတော့မျှဝေပေးမှာဖြစ်ပါတယ်ချောင်းစနေအကောင့်ရကအပ်ဒီဆက်ဝဲကဘီစတုံးမှာသွားပြီးတော့ဒေါ်လို့ဆွဲရမှာဖြစ်ပါတယ်နော်ဘီစတုံးမှာသွားပြီးတော့ဒေါ်လို့ဆွဲရမှာဖြစ်ပါတယ်ဒီချောင်းစနေအကောင့်ပေါ့နော်အမပြန်ပေးတဲ့နေရာတန်ခါရကိုတွေကနေပေါ့နော်အကောင့်ဖွင့်ပြီးဆိုတာနဲ့ကိုကအန်ဒီလေးပေါ့နော်အန်ဒီလေးကိုဝယ်ပြီးဆိုတာနဲ့ပေါ့နော်ဒီနေရာမှာပေါ့နော်ဒါကတော့ကိုယ့်ရဲ့ account profile ပေါ့နော်ဒါကတော့ကိုယ့်ရဲ့ အန်ဒီလေးပေါ့နော်အန်ဒီလေးပါပြီးလို့ရှိရင်ကိုကအကောင့်ဖွင့်ပြီးဆိုတာနဲ့user account ဖွင့်ပြီးဆိုတာနဲ့ပေါ့နော်ဒီလိုမျိုးတွေပေါ့နော်ဒီထဲမှာရှိနေတဲ့ TikTok သစ်သားတွေAN နည်းပညာသစ်သားတွေဒီမှာအကုန်လုံးရှိပါတယ်ရှင့်ကိုတွေကနေပေါ့နော်ဆက်ဆန့်ကြီးကနေနားမလဲဘူးမသိဘူးဆိုလို့ရှိရင်ပူစရာမလိုဘူးuser account ဖွင့်ပြီးတော့လေ့လာလို့ရပါတယ်ပြီးမှကိုကစီးပွားရေးကိုလှုပ်ချင်တယ်ရွေးချယ်ချင်တယ်ဆိုလို့ရှိရင်ဟောဒီရဲ့စီးပွားရေးလိပ်ပေါ့နော်ဒီစီးပွားရေးလိပ်ပေါ့နော်ဝင်ပေးရမှာဖြစ်တယ်ရှင့်ဒီမှာဒါကတော့စီးပွားရေးလိပ်ပေါ့နော်ဒီနေရာမှာစီးပွားရေးလိပ်တွေဝင်ပေးရမှာဖြစ်တယ်ရှင့်စီးပွားရေးလက်တွေဝယ်ပြီးသွားပြီဆိုလို့ရှိရင်ကိုတွေကနေပေါ့နော်စီးပွားရေးသမားတယောက်ဖြစ်ပြီးရှင့်လာစေလာတဲ့ပစ္စည်းတွေဝယ်သုံးရတာမရှိဘူးအမပေးစနေလည်းမရှိဘူးအားလုံးကနေပေါ့နော်အပေါ်ငွေစလို့ရတယ်စီတစ်တောက်မှာစစ်